သာသနာတော်နှစ်2560ခုလူတို့ဟာကောဇာတက္ကရာ1389ခုနှစ်ဥဒ္ဓဟိမန္တဆောင်းလရာသီတပုတ်တွဲလက်ပြကျော်2ရက်ခရစ်နှစ်2018ခုနှစ်ဖေဖော်ဝါရီလ2ရက်တောက်ကြနေ့ကောင်းမြတ်တရားမင်္ဂလာပေါင်းနှင့်ခန့်ကြောင်းပြည့်စုံသည့်ညချမ်းကာလမွန်ပြည်နယ်ဘီလင်းမြို့နယ်တောင်စွန်းမြို့စက်ကလေးရက်သာသနာမြေမြတ်မဟာဓမ္မသဘင်စင်နှင်းကျင်းပရာဣဋ္ဌာန၌ကျေးဇူးတော်ရှင်ဖြစ်တော်မူသည့်မြန်မာနှင့်တကဝကဘာကသိကြတဲ့ကျေးဇူးတော်ရှင်ဓမ္မဒုတဆရာတော်ဘုရားကြီး၏အာစရိယထေရဂုံတော်တို့ကိုဥထိပ်ရွက်ပန်းစင်ပြီးတော့ရည်မှန်းပူဇော်သောအဖြစ်ယနေ့သာသနာတော်ကြီးကိုကြီးညိုလေးစားမိကိုအားထားကြတဲ့အလုံးသောသာသနာအကျိုးတော်ဆောင်လူကြီးမင်းများသာသနာအကျိုးတော်ဆောင်လူငယ်မောင်မယ်များနဲ့သဟပုံညကာရီကုသိုလ်ကောင်းမှုပြုပတ်ဖြစ်ကြတဲ့အလုံးသောကောင်းမှုရှင်တရားဓမ္မများယနေ့ညရဲ့ဓမ္မဒါနအမတဒါနကောင်းမှုကုသိုလ်ရှင်များဖြစ်ကြသောသာသနာတိုင်ကကြီးဥခေမောင်အားရည်စူး၍ဒေါ်တင်လမိသားစုကြိုက်ထုံမြို့ဥဇောဦးဒေါ်တင်တင်ညိုမိသားစုကြိုက်ကတာကြီးရွာဥဘောရှုဒေါ်လခိမီမိသားစုကေသဝတီရဲ့တောင်စွန်းမြို့ဥဘောဇောကဒူကြီးအားရည်စူး၍ဒေါ်မြင့်အေးမိသားစုအင်းဖုန်ကြီးရဲ့တောင်စွန်းမြို့ဥလမင်းအားရည်စူး၍ဒေါ်လာမြင့်မိသားစုအင်းဖုန်ကြီးရဲ့တောင်စွန်းမြို့နဲ့ဥကျော်ရွှေဒေါ်မြင့်မိသားစုအင်းဖုန်ကြီးရဲ့တောင်စွန်းမြို့ထိုကောင်းမှုကုသိုလ်ရှင်များကဓမ္မဒါနအမတဒါနပြုပြီးတော့စင်ကျင်းပပူဇော်ကြ